US မှာအမျိုးသားရောအမျိုးသမီးရော2ယောက်လုံးအလုပ်လုပ်တယ်။တနာရီကိုဒေါ်လာ20စီရကြတယ်ဆိုလို့ရှိရင်ဘယ်လောက်တန်ဖိုးရှိတဲ့အိမ်ကိုဝယ်နိုင်မလဲ။ကျမနဲ့တူတွက်ကြည့်အောင်ရှင်။အမျိုးသားနဲ့အမျိုးသမီး2ယောက်ပေါင်းတစ်လစာဝင်ငွေဘယ်လောက်ရှိလဲကနေစတွက်ပါမယ်။တနာရီကိုဒေါ်လာ20စီရကြတယ်ဆိုတော့2ယောက်ပေါင်းဒေါ်လာ40တပတ်ကိုနာရီ40လုံးလုပ်တယ်ဆိုလို့ရှိရင်1600ဆိုတော့တစ်နှစ်စာဆိုလို့ရှိရင်83,200အဲ့ဒီမှာတစ်လစာဝင်ငွေကိုသိချင်တော့စနစ်နဲ့စာ6,900ကျော်ရမယ်အဲ့ဒီမှာကျမက DTI ကို48%နဲ့တွက်ထားပါတယ်ဆိုလိုတာက income 6,900ကျော်မှာကျမတို့လစဉ် payment တွေအတွက်3,200ကျော်သုံးမယ်ဆိုတဲ့သဘောပေါ့နော်အဲ့ဒီ3,200 space မှာအကယ်၍မိမိမှာကားအကျွေးက600ရှိတယ်ပြီးတော့မှ credit card အတွက်ကကျတော့150ရှိရဆိုရင်အိမ်အတွက်ကကျတော့2,500ကျော်ကျန်မယ်ပေါ့နော်2,500ဝန်းကျင်ကျန်မယ်ဆိုတော့အဲ့ဒီက2,500ကျော်ကကျတော့ကျမကလေ PITI အားလုံးပေါင်းပြီးတော့မှပြောတာပါဆိုတော့ PITI ကဘာပြောတာလဲဆိုတော့ဒီအိမ်ရဲ့အရင်ပေါ့နော် principal ရဲ့အတိုး interest ပြီးတော့မှ tax ပြီးတော့မှ insurance ပေါ့နော်ဒီ PITI အားလုံးပေါင်းပြီးလို့ရှင်ကျမတို့2,500သုံးလို့ရတယ်ဆိုတော့အဲ့2,500နဲ့ကျမတို့အိမ်ကဘယ်လောက်တန်လောက်ရနိုင်လဲဆိုတော့အကယ်၍မိမိက3% down payment လုပ်မယ်ဆိုလို့ရှိရင်အိမ်တန်ဖို့3,100,000ဝန်းကျင်ကနေပြီးတော့မှ3,200,000ဝန်းကျင်ပေါ့နော်အကယ်၍မိမိမှာ credit card အကျွေးလုံးဝမရှိဘူးဆိုလို့ရှိရင်တော့ဒီအိမ်တန်ဖို့က3,300,000ခွဲဝန်းကျင်ကနေပြီးတော့မှ3,400,000ခွဲဝန်းကျင်ရနိုင်ပါတယ်ရှင်ဆိုတော့ဒါကတော့ကျမကအကြမ်းဖျင်းတွက်ထားပေးတာဖြစ်ပါတယ်မိမိရဲ့ပေါ့နော်ဘယ်လောက်တန်ရနိုင်လဲဆိုတာကကျတော့ဘယ်ပေါ်ဒီမှာလဲမူတည်သေးလဲဆိုတော့ credit score ဘယ်လောက်ရှိလဲproperty tax ဘယ်လောက်ရှိလဲ insurance တွေပြီးတော့မိအိမ်ကပေါ့နော် HOA fee တွေပေးရအောင်မလားဒါတွေပေါ်မူတည်ပြီးတော့မှလည်းပြောင်းလဲနိုင်ပါတယ်ရှင်ဆိုတော့နောက်ထပ် video နဲ့ပြန်ဆုံပါမယ် bye bye